ပါဠိစလုံးစဉ်ဖန်တီးအချင်းချုပ်လေးသွားမယ်ဗျာနော်ပထမဆုံးသိဖို့ရန်အတွက်ကတရရှစ်လုံးတရနဲ့ဖြီးခွဲပါမယ်ဗျာနော်ဒါကြောင့်လည်းအခုဒီမှာတရရှစ်လုံးရှိပါတယ်အဲ့ဒီတရရှစ်လုံးကဘာလဲလဲအာအေးဥအေအောဆိုပြီးတော့တွေ့တယ်နော်ဒါကြောင့်မလို့ဒါကိုတရရှစ်လုံးလို့သုံးပါတယ်နော်ပါဠိစလုံးမှာဖတ်တဲ့အခါမှာဒါလေးတွေမိမိတို့သိထားရပါမယ်ဗျာနော်ဒါကြောင့်လည်းသူဒီအာရဲ့သင်္ကေတသည်ဒီလိုတို့ခဏောင်းပုံစံမျိုးလေးနော်အာရဲ့သင်္ကေတသည်အာရဲ့သင်္ကေတသည်ရေးချလေးပေါ့နော်ဤရဲ့သင်္ကေတကလုံးကြီးတင်ပေါ့လုံးကြီးတင်လို့တွေ့ရင်ဒါဤပေါ့လုံးကြီးတင်စံကတွေ့ရင်တော့ဤတရလို့မှတ်မယ်နော်ဟောနောက်တစ်ခါဥကိုတစ်ချောင်းငင်တွေ့ရင်ဒါဥတရလို့မှတ်ပါဒါဆိုရင်နှစ်ချောင်းငင်ဆိုရင်ဥတရပေါ့ဒါသင်္ကေတရသုံးမယ်နော်အေဒီသူ့ရဲ့သင်္ကေတကတဝေထိုးပေါ့တဝေထိုးသည်အေပေါ့နောက်တစ်ခါဩတရသည်သူ့ရဲ့သင်္ကေတကဘာလဲဆိုလို့ရှိရင်တဝေထိုးရဲ့ရေးချရဲ့ပေါ့အဲ့ဒါကိုဩတရလို့သုံးတယ်ဗျာနော်ဒါကြောင့်မလို့အဲ့ဒီတရရှစ်လုံးကိုဒီဝါကြထဲမှာရေးတဲ့အခါမှာစာရေးတဲ့အခါမှာဆိုရင်သူကသင်္ကေတနဲ့သုံးတာလည်းရှိတယ်မူရင်တရကြီးတက်ခွဲပြီးတော့ရေးတာလည်းရှိတယ်လို့ပြောတယ်နော်ဒါကြောင့်မိမိတို့ကအရင်ဆုံးတော့ဒီတရရှစ်လုံးတော့မိမိသိရပါမယ်သူ့ရဲ့သင်္ကေတလေးနဲ့နော်သိရမယ်ဒါကြောင့်အာအေးဥအေအောဆိုပြီးတော့ဒါတရရှစ်လုံးလို့ပြောတယ်နော်ဟုတ်ပြီဖြီးကတော့မြန်မာပြည်သူရဲ့33လို့ရှိတယ်နော်ဟုတ်ပြီဒါကြောင့်မလို့အခုဒီမှာတရရှစ်လုံးဟာသူကြီးတက်လည်းနေနိုင်တယ်သုံးလို့ရတယ်ဖြီးနဲ့လည်းတွဲပြီးတော့သုံးလို့ရတယ်ဖြီးကတော့33လုံးတော့ဖြီးကတော့သူကြီးတက်မနေနိုင်ပါဘူးတရနဲ့အမြဲတမ်းတွဲပြီးတော့သုံးရပါတယ်ဒါကြောင့်နဲ့ဒီထဲမှာကြည့်တပ်ဘဆိုရင်ကြည့်အဲ့ဒီတပ်ဘာကဘာတချိုက်ပေါ့အဲ့ဒီဘာတချိုက်ရဲ့ထဲမှာဘာပါလဲဆိုရင်ဒီအာတရာလေးပါတယ်လို့เนาะမှတ်မယ်ဒါဆိုရင်အာတရာစုံနေတယ်လို့မှတ်ပါရပြီเนาะနောက်တစ်ခါတပ်ဘာဆိုလို့ရှိရင်နောက်ကရေးချပါတယ်အဲ့ဒီရေးချကိုအာလို့သုံးတယ်ဒါဆိုရင်အာတရာစုံတယ်ပေါ့နောက်တစ်ခါတပ်ပိသည်လုံးကြီးတင်ပေါ့လုံးကြီးတင်သည်ဣတရာဒါကြောင့်မလို့ဣတရာဆုံးနေတယ်တပ်ပိလို့ဆုံးပါတယ်နောက်တစ်ခါဣတရာသည်ဒုက္ခိမှာကြည့်ခါခွေလုံးကြီးတင်စံကပ်အဲ့ဒီခါခွေလုံးကြီးတင်စံကပ်သည်ဣတရာပါဒါဆိုရင်ဒုက္ခိခပြီးနဲ့ဣတရာပေါင်းထားတယ်ဒါကြောင့်ဒုက္ခိဥတရာကတော့ဒုက္ခပေါ့ဒီမှာကြည့်တချောင်းငင်တာချောင်းငင်ဒုက္ခဒါကြောင့်မလို့သူဒီဥဒရပေါ့အဲ့ဒီလိုသုံးပါတယ်ဗျာနော်နောက်တစ်ခါဥဒရသည်ပူဇာပူသည်ကြည့်ဘာသာနှစ်ချောင်းငင်ဥအဲ့ဒါနှစ်ချောင်းငင်ဆိုတော့ဥပေါ့ဒါကြောင့်ပူဇာလို့ဖတ်မယ်နောက်တစ်ခါဧတရာဒီသဝေထိုးပေါ့ဒါဆိုရင်တပ်ဘေအဲ့ဒီမှာသဝေထိုးအားတခြားကြီးဘေဒါဧတရာပါတပ်ဘေတတ္တာအဝေဒဟွန်တုပေါ့အစာဟိတိဘေပေါ့နော်နောက်တစ်ခါဩတရာကတော့လောကသဝေထိုးလာရေးချလောဒါကြောင့်ဒီမှာသဝေထိုးပါတယ်ရေးချပါတယ်သဝေထိုးနဲ့ရေးချကိုအဲ့ဒီဩတရလို့သုံးတယ်ဒါဆိုရင်လောကပေါ့ဒါဆိုရင်တရရှစ်လုံးကို
ဒီနဲ့အဲ့ဒီလိုတွဲပြီးတော့သုံးတယ်လို့မှတ်မယ်ဗျာနော်ဒါဆိုရင်အဲ့ဒီတရရှိလုံးဟာမိမိခွဲပြီးအဲ့ဒါဆိုရင်မေတ္တာကြည့်ကြည့်မေတ္တာမှာတဝေထုသည်ဧတရဘောနော်သူရဲ့သင်္ကေတဧတရဘောအစစ်ကဧတရဘောနောက်တကမေတ္တာမှာကြည့်ကြည့်တာမှာဗာလဲဆိုရင်အာတရဘောအာတရဆုံးနေတယ်ဒါကြောင့်မလို့တရနဲ့ပြီးတွဲထားတယ်ဒါကြောင့်ဖတ်တဲ့အခါမေတ္တာဘောပဲနော်ဒါကြောင့်ပါဠိဘာသာမှာအဲ့ဒီတရရှစ်လုံးဒီ33လုံးပေါင်းရင်အခါရ42လုံးပဲရှိတယ်လို့ပြောဒီအခါရ42လုံးပဲသုံးမယ်လို့ပြောတာเนาะဒါကြောင့်မို့မိမိတို့ကဒီပထမဆုံးတရရှစ်လုံးကို꿰ပါစေသူ့ရဲ့သင်္ကေတလေးလည်း꿰ပါစေလို့ပြောเนาะဟုတ်ပြီဒါကတရဘီကတော့33လုံးတူတူပဲเนาะဟောနောက်တကဒီပါဠိစလုံးဆင့်နေပြီးတော့ဖတ်တဲ့နေရာမှာဒီ၅ချက်နဲ့များသွားပြင်သွားမယ်ဒါကြောင့်အဲ့ဒီ၅ချက်နဲ့ပဲတော့ပါမယ်နံပါတ်1ပါလဲဒါလေးရတော့ကြက်ထားပါပဲเนาะနှလုံးဆင့်မှာအထက်သာသဗ္ဗမျက်ဧကံနှလုံးဆင့်မှာအထက်သာသဗ္ဗမျက်ဧကံတဝေလဲထိုးတာတမျိုးဖတ်ယုစတတံတဝေလဲထိုးတာတမျိုးဖတ်ယုစတတံတဝေလဲထိုးနတမျိုးဖတ်ယုငါတတံတဝေရေးချတမြင်ကမကြဝါဆွဲတံအာတို့ဝါဆွဲရရရပင်တွေ့လင်းကနဝတာဝံခြေပွန်စီယံဆိုပြီးတော့အဲ့ဒီ၅ချက်နဲ့ပဲများသောအားဖြင့်သွားပါမယ်ဗျာနော်ဒါကြောင့်မလို့များသောအားဖြင့်ဒီ၅ချက်နဲ့ပဲသွားပါမယ်ဒါကြောင့်တဲ့နှလုံးစင်းတွေးရင်တဲ့ဘာလို့ရမလဲဆိုရင်ကြည့်ကြည့်နှလုံးစင်းတွေးတဲ့နေရာမှာအပေါ်အားစကလုံးနဲ့ပဲအမြဲတမ်းခြေရာစာလုံးကိုအတန်ထွက်ပါအတန်ပေါင်းပြီးတော့ဖတ်ပါဒါကြောင့်မလို့နှလုံးစင်းတွေးရင်တဲ့အပေါ်အားစကလုံးနဲ့အမြဲတမ်းဆင့်ပြီးတော့ဖတ်ပါနော်ဒါတွေကိုဖတ်ခိုင်းတာလဲဆိုရင်ခြေရာဒီအခရာကိုနောက်ကအပေါ်အားစကလုံးနဲ့အမြဲတမ်းအသက်တက်ပြီးတော့ဖတ်ပါလို့မှတ်ပါနော်နောက်တစ်ခါရှေ့ရတဝေထိုးပေါ့တဝေထိုးရဲ့နောက်ကဒါဝင်းဘူးသို့မဟုတ်ဒါသလင်းကြီးတစ်ခုခုပါရင်ပါလာရင်စလုံးအတန်ဖတ်ပါဒါပါတော့ဒါဆိုလို့ရှိရင်စတတန်ဖတ်မယ်နော်နောက်တစ်ခါတဝေထိုးနဲ့ရှေ့ရတဝေထိုးပါမယ်နောက်ကနာငယ်သို့မဟုတ်နာကြီးတစ်ခုခုပါလာလို့ရှိရင်ငါတတန်ဖတ်ပါလို့ပြောတယ်နော်နောက်တကတဝေထုရဲ့ရေးချခဲ့နောက်တကအတတ်တစ်ခုရဲ့၃ချက်ပါလာရင်ဝါဆွဲတန်ဖတ်ပါနော်ဒါဆိုရင်ဝါဆွဲတန်ကဘယ်လိုဖတ်ရမလဲဆိုရင်၃ချက်ပါမယ်ပေါ့တဝေထုရဲ့ရေးချရဲ့အတတ်တစ်ခုရဲ့အဲ့ဒါပါလာရင်ဝါဆွဲတန်ဖတ်ပါနော်ဒါဆိုရင်ရှေ့ရတဝေထုက2ခုတဝေထုက3ခုတော့ပါတယ်နော်တဝေထုပါမယ်ဒါဝင်းဘူးသို့မဟုတ်ဒါသင်းကြီးနောက်ကပါရင်စတတံဖတ်ပါနောက်ကနာငယ်တော်၎င်းနာကြီးတော်၎င်းပါရင်တော့ငါတတံဖတ်ပါနောက်တကရေးချပေါ့ရေးချရဲ့အတတ်တစ်ခုရဲ့ရှေ့ရတဝေထုရဲ့3ချက်ပါရင်တော့ဝါဆွဲတတ်ဖတ်ပါနော်အဲ့ဒီလိုဖတ်ရပါတယ်ဗျာဒါဆိုရင်သူတန်သည်စတတံငါတတံဝါဆွဲတံဆိုပြီးတော့ဝါဆွဲတတံဆိုတော့3တန်မှတ်ပါနောက်တစ်ခါဟာထုရဲ့ဝါဆွဲရဲ့ရရစ်ရဲ့ရပင်းရဲ့ဆိုတော့4ချက်ပေါ့4ခုပေါ့ဟာထုပါရင်တော်၎င်းဝါဆွဲပါရင်တော်၎င်းရရစ်ရပင်းတစ်ခုခုပါရင်တော်